မဲ့မင်္ဂလာပါလို့တော့ပြောဖို့စိတ်ထိခိုက်နေရပါခင်ဗျာအခုကျွန်တော်တို့စမ်းချောင်းခွာသေးမှာပေါ့နော်ခွာသေးမှာအလူဒီနေ့ကစပြီးစခံနေပါတယ်3ရက်အတွင်းအလူခံပြီးတော့ကျွန်တော်တို့တွေမန္တလေးမှာအခြေနေပြီးတော့ပေါ့စကိုင်းဘက်မှာတောင်ပေါ်မန္တလေးဟိုဘက်ရွာတွေမှာထိခိုက်တယ်လို့ပြောပါတယ်အဘက်တွေမှာကျွန်တော်တို့ထိမိမိကျွန်တော်တို့လက်တွေနဲ့ဖုန်းလက်တွေနဲ့ကိုယ်တိုင်သွားလူပေးမှာပဲဖြစ်ပါတယ်အခုလောလောဆယ် online ကနေပြီးတော့အလူကောက်ခံထားတာကျွန်တော်တို့အဖွဲ့ဆိုရင်150လောက်ရှိနေပါပြီဒါတရက်ပဲအလူခံရပါသေးခင်ဗျာအခုအပြီးအလူခံတာတွေတော့မပါသေးပါဘူးပေါ့နော်ဆိုတော့ဒီတစ်ခေါက်ရေဘေးတုန်းကထက်ကျွန်တော်တို့တွေစိတ်တော်တော်လေးထိခိုက်ရပါတယ်ဒီမှာကျွန်တော်အဖွဲ့ဒီတစ်ခေါက်များများနဲ့ပေါင်ဝင်အားဖြည့်ပြီးတော့တွားရောက်တူတန်းမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဒါတွေကနေများမစိုးဒီကနေပဲဖြစ်ဖြစ်ပဲကနေပဲဖြစ်ဖြစ်ကျွန်တော်တို့တူတန်းလို့ရပါတယ်လို့ကျွန်တော်တို့ငွေကြီးမှမဟုတ်ပဲနဲ့ဒီ power bank ရှည်တန်းကတ်အစားအသောက်တွေလည်းတူလို့ရပါတယ်ခင်ဗျာကျွန်တော်တို့4ရက်နေ့တော့မန္တလေးဘက်ဆင်းပြီးပြစ်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ပါခင်ဗျာ